公ရှင်ရွှေနံဟဲ့公ရှင်ငါခေါ်နေရမန္တလေးရောက်ပြီဖြစ်၍ဒေါ်ရွှေနန်းတယောက်ကားနောက်ခန်းတွင်ကားခုံကိုမိအိတ်နေသောသူ့မြေကိုနှိုးနေသည့်အတန်းမှာကားထဲတွင်ဟင်းထနေသည်ဒီကောင်လေးအရင်ရက်တွေကအိတ်ကောအိတ်ရလားမသိဘူးဒေါ်ရွှေနန်းသည်ပါဇက်ကလည်းပြောလက်ကလည်းရှိုက်ပြီးနှိုးနေရသည်ဟုတ်ပါသည်ဂုံရှင်လည်းအရင်ရက်တွေကကမ်ပဏီကိစ္စနဲ့ညမအိပ်ရတာ3ရက်ရှိပြီဖြစ်သည်အလုပ်ကိစ္စအရေးကြီးသည့်ကြောင့်မဟုတ်ပြိုင်ဘက်အသေးအမွှားလေးများကလာနှောက်ယှက်၍ပြန်ဆုံးမပြနေလို့ဖြစ်သည်ဟာဖွားကလည်းတားအိပ်ပါတယ်ဗျဂုံရှင်လည်းညာပြောလိုက်သည်ညာမပြောရင်လည်းမရအဖွားဖြစ်သူကအရစ်ရှည်တတ်သောကြောင့်ဂုံမှာလိန်ညာကြီးပြောနေရခြင်းဖြစ်သည်အေးရောက်ပြီထားတော့ငါ့ကိုအိမ်နဲ့တွဲစမ်းပါနက်ကတော့တွေရောက်နေလောက်ပြီဒေါ်ရှင်နန်းဟာတောင်ပြုံးရွာမှာလည်းအိမ်နဲ့ခြံဝဲထားပါသည်ခြံထဲမှာနက်ကတော့တွေတောင်ပြုံးမွေးရောက်ရင်နားဖို့ရန်တယောက်ခန့်ပန်ကလေးလေးများနဲ့အဖွဲလိုက်နေလို့ရမည်အဆောင်တေးသေးလေးတွေကိုလည်းအိမ်မကြီးရဲ့ဘေးနားလေးမှာစောက်ပေးထားပါသည်နက်ကိုအလွန်ယုံကြည်သောဒေါ်ရွှေနန်းသည်တောင်ပြုံးဘက်သို့လာလျင်အစင်ပြေပြေနားနေနိုင်ရန်အတွက်အခုလိုနေရာကောင်းကောင်းတွင်အသေးချဝဲထားခြင်းဖြစ်သည်ဖွားကြီးရောက်လာပြီဟဲ့အပြင်ဘက်မှာထိုင်နေသောလက်ကတော့တယောက်ကအော်လိုက်သဖြင့်အိမ်ကြီးထဲမှအချောင်များထွက်လာသည်ကိုကြည့်၍ဂုံရှင်တယောက်စိတ်ပြတ်သွားသည်ဒါနဲ့ပဲဂုံရှင်လည်းသူ့အဖွားနာကပ်၍ဖွားတော့ဒီမှာမနေဘူးနော်ကျုံးဘေးဟိုတယ်မှာသွားနေမယ်နော်ဟဲ့ဂုံရှင်အိုးမရှိအိမ်မရှိမဟုတ်ဘူးဘယ်ဟိုတယ်မှလည်းသွားမနေရဘူးနင်းဖို့အပေါ်ဆုံးထပ်မှာအခန်းပြင်ထားပြီးသားဒေါ်ရွှေနန်းလည်းမြေးဖြစ်သူအားကြည့်၍အနေကျက်နေပြီဆိုတာသူသိသည်ဒါကြောင့်ကြိုပြင်ပေးထားတာဖြစ်သည်တွားငါမတွဲခေါ်နေတော့ဟိုမှာလာကုန်ပြီသူတို့တွဲလိုက်မယ်နင်ဒီမှာမနေကြနဲ့အခန်းထဲသွားတော့ဂုံရှင်လည်းလာတွဲတဲ့အချောက်တွေလက်ထဲအဖွားကိုထည့်ပေးခဲ့ပြီးအခန်းစီတို့ထွက်ခဲ့လိုက်သည်သူဒီ3ရက်ကိုဘယ်လိုဖြတ်ကျော်ရမလဲဆိုတာကိုတွေးတောရင်အင်ကြီးစီတို့ငင်းငင်းမိုင်မိုင်ရှောက်သွားနေမိသည်အင်ကြီးကိုဘယ်အချိန်မှစောက်လိုက်သည်ခုံမသိယခုမြင်နေရသည်မှာမိုးပြရောင်ဆေးများခြေထားကမတ်မောင်အပြည့်နဲ့သုံးထက်တိုက်ကြီးမှာဟီးထားလို့နေသည်ဝရန်တာနှစ်ခုမှလည်းပန်းမင်ပေါင်းစုံဖြင့်လေးအစုံမှာပန်းရည်တို့ကလှိုင်ထားလို့နေသည်မိုးရသည်ဖြစ်တာကြောင့်ခြံအတွင်းမှာသဇင်ပန်းရည်တို့ဟာမွေးကြိုင်လို့နေသည်ဟာအဖွားကလည်းမလိုက်ချင်ဘူးလို့ပြောတာ哦ဂုံရှင်လည်းပြောရင်ဒုတိယအထက်သို့ရောက်လာသည်သူအပေါ်တက်ဆက်တက်ရန်လေကားစီသို့သွားနေရင်မှဗရန်တာဘက်ကိုလှည့်ကြည့်လိုက်မိသည်နက်ကတော့ရဲ့အထင်းမှာလည်းဒီလောက်ထားရသူရှိရပဲလားလို့သူတွင်ပါဇက်မှလည်းထွက်မိသွားသည်အင်ကြီးအဖြူလက်ရှိပွားပွားနဲ့ရှားရောင်ရောပစိုးလေးနဲ့လူမှာသူပြောလိုက်သည့်အတန်ကိုကြားလို့ထင်သည်စိတ်လေးတောင်းရင်မှသူ့ကိုလှည့်ကြည့်လာသည်ပြီးတော့သူ့ကိုကြည့်၍အပြုံးမမီတော့အပြုံးတစ်ခုဖြင့်ပြုံးပြလာသည်ငါရင်ရခုံနေရတာမဖြစ်နိုင်တာဒီလိုနက်ကတော့တယောက်ငါရင်ခုံစရာလားဂုံရှင်လည်းတွင်ရင်မျက်စိရှိကလူကိုကြည့်နေမိသည်ကြည့်နေရင်မျက်စိရှိမှလူကသူ့စီသို့တလန်းချင်းရှောက်လာနေသည်သူကြည့်နေသည့်ဒီလူဟာမော်ဒယ်ရီကဲ့သို့ရှောက်လန်းလာပေါ်မှာကြည့်လို့အလွန်ကောင်းလာသည်တခြားအချက်တွေသာဆိုဒီလူလိုကြည့်ကောင်းခြင်းမှကောင်းပါလိမ့်မည်လေတစ်ချက်အဝေးတွင်ကြောလေလောက်ရှိသောသပင်အတုနှင့်ထမိန်ကဲ့သို့ဝတ်ထားသောပစိုးအနားစာလေးမှာလေထဲတွင်လူးလွင့်နေလျက်အင်ကြီးကျဲသည်ကိုတလုံးဖြုတ်ထားသည့်အတွက်ကြောင့်မြင်နေရသည့်ကော်ညွတ်နေသောလေစီနှင့်ညံ့ရိုးတို့မှလည်းတော်တော်ကြည့်ကောင်းသည်ပြီးတော့မျက်နှာချားမှလည်းပြုံးနေလျက်စီးလိတ်ကိုရှိုက်ဖွာပြီးလမ်းလျှောက်လာပေါ်မှာတော်တော်ကြည့်လို့လှသည်ဆိုတာဝန်ခံရမည်သူကိုသိန်းရင်နဲ့လားရေမွေးရင်နဲ့လားမသိတော်တော်ဆွဲဆောင်မှုရှိသည့်စပယ်ရင်နဲ့လေးကစိတ်ကိုကြည်မြသွားစေသည်ငင်းကြည့်မိနေရမှထိုလူသူ့အနာရောက်လာမှသာသူ့မှာတတိဝင်လာတော့သည်အိုးဖြည်းဖြည်းကြည့်ပါထိုလူမှာသူ့အားရည်ပြီးပြောလာသည်ထိုလူမှာသူ့အားဆွဲဆောင်နေသည့်အလားပြောလာသည်ဖွားကြီးရဲ့မီးထင်တယ်ဖွားကြီးကတော့ဖုံးဆက်ပြောထားတယ်သူများတွေကတော့ပြောကြတယ်တော်တော်တော့ခန့်နေ
ကြည်ကောင်းနေတဲ့ အဲ့လောက်ထိအောင်ပြောနေကြရလား တို့လည်းကြားမိတာကိုပြပြတာပါ ထိုလူမှာသူ့အားမော်ကြီးစလိတ်တော့ရင်ပြောလာသည်အဖြူအောင်စလိတ်ကိုတိုးပြီးဟင်စီခံထိလာသည့်အထိရှိုက်သည်ပြီးတော့စလိတ်ငွေတွေကိုသူ့စီသို့မှုတ်ထုတ်လာသည်မထိမမြင်ပုံစံလိုမျိုးဟာခမရလူကောင်သေးတယ်လို့အပြောကျွယ်ပေါ်ရော တို့အပြောကြွယ်တာမဟုတ်ဘူးအရှိကိုပြပြတာ အဲ့ဒါလိုပြောလိုက်ပြီးသည်နှင့်ထိုသူသည်သူရှိမှနေ၍တလန်းချင်းလျှောက်လာသည်သူဘေးနာသို့ရောက်သောအခါလက်ထဲမှဆေးလေးတို့ကိုပြစ်ချလိုက်ပြီးခြေထောက်ဖြင့်ဖိနှင်းချီမော့၍မိစာကိုတတ်လိုက်သည်ပြီးနောက်အောက်ထပ်ဆင်းတဲ့လေကားရှိရာဘက်သို့ရှောက်သွားသည် ဒီမှာကျုံနမရဂုံရှင်ရွှေနဲ့ သူလမ်းပြောတော့တကားပေါက်နားမှာရပ်ပြီးသူ့အားပြန်လှည့်ကြည့်လာသည်ညဝန်းဝိုင်းဝိုင်းတို့မှာအကြည့်မလွဲခြင်းစရာကောင်းလာအောင်ဆွဲဆောင်နေသည်ကတော့ကုန်မငင်းနိုင်မီ တို့တည်ပြီးပါပြီ ပြောပြီးပြန်လှည့်ထွက်ခံဒီမှာသူလှမ်းပြောလိုက်သည်မင်းနမရရောဘာလဲ မယူသေးခြင်းနေကောင်းလေးမမိုက်ရိုင်းစက်နဲ့တို့အသက်က28မိနစ်3နဲ့ကြီးတယ် သူ့မှာထိုလူပြောလို့သာယုံလိုက်ရသည်သူရှိရလူကသူ့ထက်3နဲ့ကြီးတဲ့လေ နာမည်ရထိကယုံနဲ့ကောင်းလေးခေါ်ခြင်းယုံလို့ခေါ်လို့ရတယ် ခရုံးလဲသူ့ရှိကတထေးသားလေးကလှည့်ပြောရင်မျက်စိတစ်ဖက်မိတ်ပြ၍အထာပေးလိုက်သည်မေမေကြီးတင်ပေးချသည်အကျော်လှပညာရက်ကိုနတ်ပွဲမှာထုတ်တော်ဟုပြောသောစကားနောက်ကနတ်ကတော်ဆိုတာဘောင်းတို့နန်းတက်ပွဲတို့ထက်ဒီခေတ်ကလင်းရှိမှဂုံရှိရာဟုသောစကားကိုပြန်ကြားရမိသည်ဂုံလဲသူ့ရှိကလူကမျက်စိမိတ်ပြပြီးပြန်ပြောလာသောအခါသူ့စိတ်တွေမှာကြရက်ဖြစ်လာရသည်ဒါပေမဲ့သူ့မျက်နှာမှာတော့မပေါ်ပေမျက်မှောင်ကုပ်၍ပြန်ကြည့်လိုက်ပြီး ကျုပ်ချော့တွေကိုစိတ်ဝင်စား သူလိုက်ပြောတော့ဟိုလူကရဲသည်နှစ်ချက်ရဲသည်ရဲလိုက်တော့ခွတ်သွားတဲ့ပယိုးလေးတွေမှုသွားတဲ့ပါးတွေပြီးတော့ပြုံးလိုက်တိုင်းထွက်ပေါ်လာသည့်ခွေးပေါက်လေးတွေလိုမျိုးတဆွဲလေးတွေကသူ့ကိုဆွဲဆောင်နေသောကြောင့်ဘိုးကြီးရင်ခုန်လိုက်ရသည်အတူထင်ခဲ့သောစပင်းကြီးကလည်းအစ်စ်ဖြစ်နေပြန်သည်သူဘာလုပ်ရမလဲမသိတော့ဒီနားမှာဆက်ရှိနေထိုလူကိုတစ်ခုခုတွားလုံမိလိမ့်မည်ဒါကြောင့်သူလည်းအပေါ်ဆုံးတက်သူတက်သွားလိုက်တော့သည်သူသွားတော့မှဟိုလူကလည်းအောက်ထပ်သို့ဆင်းသွားလေသည်လေကားပေါ်ရှောက်လန်းနေရင်တွေးမိသည်က ငါမကွေးပါဘူး သို့တော်လည်းလက်တွေတွင်တော့သူ့ရင်ဘတ်ကိုဖိ၍နှုတ်ဖျားမှ ငါကအချောက်တယောက်ကြောင့်ရင်ခုန်နေတဲ့လား လက်ကိုတိုးထွက်လာနေသည့်နှလုံးခုန်တော်ကတော့သူညင်းမရခဲ့ပြီတခါမှရင်မခုန်ဘူးသူမို့မောဟိုက်လူလည်းလာခဲ့သည်ကြယုံလည်းအောက်ရောက်တော့ဖွားဖွားကြီးနားမှာဝိုင်းထိုင်နေသည့်လူများကိုကြည့်၍သူစိတ်ပြတ်မိသည်ဖွားဖွားကြီးလာရင်ဘာကြောင့်ဖွားဖွားကြီးနားကိုဝိုင်းကက်နေကြသည်လဲပေါ့သူတွေးနေတော့သည်မေမေကြီးကရှားညိုရောင်အင်ကြီးပစိုးဝတ်ဆက်ကိုဝတ်ဆင်ထားပြီးဖွားဖွားကြီးနဲ့မျက်နှာချင်းဆိုင်ကဆိုဖာပေါ်မှာထိုင်ပြီးစကားပြောနေသည်သူလည်းအောက်ကျမ်းပေါ်တွေထိုင်နေကြတော့နောက်ဆုံးနေရှိသည့်အစီနဲ့အတူရဲ့အလဲတွင်ဝင်းထိုင်လိုက်ပြီးအစီလက်ကိုကင်ကအတူပခုံးကိုမှီနေလိုက်သည် မေကြီးမနှက်ပြန်ပွဲမှာအပြိုတော်ရင်အတွက်လူရွေးပြီးပြီလား ဖွားဖွားကြီးကပြောတော့မေမေကြီးကသူ့ကိုကြည့်၍ပြောသည် ပေါ်ပါချင်းဟော်ရီယာထိကေအောင်တွေ့လားသူ့ကိုရွေးထားတယ်ဒီနေ့တော့သူ့ကိုပဲပွဲထုတ်တော့မလို့ရှင် မေမေကြီးကပြောတော့ဖွားဖွားကြီးကသူ့ကိုကြည့်ပြီးမျက်နှာလွှဲတယ်ဟုတ်တာပေါ့ကယုံကသူများရဲ့လို့ဖွားဖွားကြီးကိုမဖားတတ်တော့ဖွားဖွားကြီးကသူ့ကိုအမြင်မကြည့်ဘူးလေဟိုတနေ့ကကယုံတောင်မြုံပွဲကိုလိုက်လာတော့ကသူ့အနာတထေးသားတွေဝိုင်းဝိုင်းလှန်နေတော့ဖွားဖွားကြီးကသူ့မိအတွက်စိုးရိမ်နေတာနေမှာပေါ့ပြီးတော့မနစ်ကကယုံမပါတော့အခုနေ့လည်းမပါဘူးထင်ပြီးသူ့မိကိုခေါ်လာတာနေမယ်တွေ့ကြပြီပေါ့ကယုံကလည်းအမြင်မကြည့်ရင်ပို့လုပ်ပြခြင်းလေးပဲကယုံတောင်မြမွေဆိုင်အောင်တုန်းကအသက်မှာ19နှစ်သာရှိသေးသည်အဲ့ဒီတုန်းကတော့ကိုယ့်လူမျိုးတွေအများကြီးပျော်စရာကောင်းနေဆိုလို့လိုက်လာခဲ့တာပျော်စရာလည်းတကယ်ကောင်းခဲ့ပါတယ်ဒါပေမဲ့ချိုးရတော့တုံးတဲ့အချိန်လူအုပ်ကြားထဲမှာဘယ်ကလေးကဝတတောင်းစားမှမသိလေဘေးမှာဆွဲကြိုးကိုဖြုတ်သွားကြတယ်ကယုံကတသက်လုံးမမေ့တော့လား အော်အဲ့ဒီကောင်မလေးလားအမေ ဂ
ယုံကိုကာမလေးလို့ခေါ်ရင်ဂယုံကမကြိုက်တာဖြစ်သည်ဒါကြောင့်ဂယုံကလည်းထပြောလိုက်သည်စွာတယ်လို့ပြောရင်လည်းဂယုံလက်ခံလိုက်မည်ကာမလေးလို့ပြောသည်ကတော့ဂယုံတကယ်မကြိုက်တာဖြစ်သည် အိုးဂယုံကကောင်းမလေးမဟုတ်ပါဘူးဖွားဖွားကြီးရဲ့မီးလိုပဲလက်ဥလီနဲ့တော့ ဂယုံလည်းရေတံနှောရီပြောလိုက်တော့ဖွားဖွားကြီးဟာမကြည့်ကြည့်ပြန်ကြည့်သည်ဖွားဖွားကြီးကဂယုံကိုမကြည့်တော့အဝင်းတယောက်ကြည်နေနေမှာပေါ့ဂယုံကအဝင်းကိုလှမ်းကြည့်လိုက်တော့အဝင်းကကြည်နဲ့ပြုံးကြီးပြုံးနေသည်ဂယုံကလည်းဂယုကိုမဆိုင်ပြီ ။အော်အဲ့ကောင်လေးဆိုလောက်ခိုင်းမနေနဲ့။ तू ကအခုနှမတောင်ပြုံးဝဲကောက်မှာမလား။အဝင်းမဲ့ခိုင်းလိုက်မေး ဖွားဖွားကြီးကပြောတော့မိမိကြီးကလည်းပြန်ငင်းရှာသည် အဲ့လိုဆိုမဖြစ်လာဘူးဖွားဖွားကြီးသူ့ကိုအပြိုတော်ရင်းကတင်ပေးထားပြီ ။အရင်နှစ်ကလည်းအဝင်းမဲ့ကတာပါအေး။ကကွက်ကမပြောင်းမို့လား အကုန်စီစဉ်ပြီးသားဖြစ်နေလို့ပါဖွားဖွားကြီး ။ဒါဆိုလည်းတစ်ဖွဲ့လုံးအဝတ်စားစင်ပြီးတယောက်ချင်းထွက်ခိုင်းအေး။အဝတ်စားအတွက်ငါထုတ်ပေးမယ်။ညကြရောက်လာလိမ့်မယ်။ကြားလားမေးကြီး ဖွားဖွားကြီးကမိမိကြီးကိုချိန်ချောက်သည့်အကြည့်ဖြင့်ကြည်ပြောလေသည်မိမိကြီးကလည်းဖွားဖွားကြီးကိုကြောက်၍သဘောတူလိုက်ရသည်အဝင်းကတော့အပျော်လုံးဆိုကအပြုံးကိုမရက်တော့ပေ ဟုတ်ကဲ့ပါဖွားဖွားကြီး မိမိကြီးလည်းပြောပြီးတော့ခရုံးလည်းထရက်လိုက်သည်အစီနဲ့အတူကလည်းဘာမှမပြောနဲ့ဟူသောအကြည့်ဖြင့်ခရုံးအားမော့ကြည့်လာတော့ခရုံးလည်းမျက်လုံးမိတ်ပြ၍ထလိုက်သည်ပြီးတော့မှခရုံးအခန်းစီသွားနေရင်ဖွားဖွားကြီးအနားရောက်တော့ရှက်လိုက်ပြီးပြောလိုက်သည် အထိမခံတဲ့သူကမှဂယုံကလည်းထိကျင်တာ ခရုံးပြောပြီးထွက်လာလိုက်သည်ဖွားဖွားကြီးကတော့ဒေါသထွက်နေမှအသေးကြပဲဒါပေမဲ့ခရုံးကလည်းဘယ်တော့မှစကားကိုမျိုးသိပ်ထားတတ်သူမှမဟုတ်တာဖွားဖွားကြီးကသူ့မြေဂုံရှင်ရွှေနှန်းကိုခရုံးထိမှကြောက်နေတာခရုံးကလည်းဒီလိုအထိမခံလေပူထိကျင်လေပဲအဲ့လိုတောင်းတောင်းဖြောက်ဖြောက်ဓာတ်တိုင်ကမှခရုံးကလည်းကိုယ်အောင်လှုပ်ချင်တာဒါပေမဲ့ဂုံရှင်ရွှေနှန်းလိုရုပ်ရှိရရှမ်းဘဲမျိုးကိုတွဲလိုက်လို့ခရုံးအတွက်မနစ်နာတော့ပါဘူး ဖွားဖွားကြီးရဲ့မီကိုလုံအောင်တာဖွတ်ထားတော့ ခရုံးလဲအဲ့လိုတွေးပြီးအခန်းထဲသို့ဝင်သွားတော့သည်